TikTok ကနေဗီဒီယိုတင်ပြီးတော့အဲ့ဒီ TikTok ဗီဒီယိုကနေပြီးမှပတ်စံရတဲ့ဂျပန်ကောင်ဘယ်လိုဖွင့်ရမလဲဆိုတဲ့ဟာမဖွင့်တတ်တဲ့လူတွေတစ်ချက်လောက်တိုက်ကြည့်လို့ Okay အရင်ဆုံးဂျပန် TikTok ကောင်ဖွင့်ဖို့ဘာမှမသုံးရသေးတဲ့ Gmail account တစ်ခုလိုတယ်နော်ဆိုရင် Gmail ရောက်တော့ဆိုလို့ရှိရင် TikTok လေးကိုသွားမယ် TikTok ကကို့မှာရှိပြီးသား account တွေကို log out ထွက်ပေးရမယ်နော် log out မထွက်ရင်လေရတော့ရတယ်ဒါပေမဲ့ log out ထွက်တာပိုပြီးတိတ်ချတယ်ဆိုတော့ setting ထဲမှာသွားအောက်ဆုံးကိုဆွဲချပြီးမှထွက်မယ်ဆိုတဲ့နေရာမှာနေပြီးမှ account ကနေထွက်လိုက်ရင်ရတယ်ဥမာတချို့က account 3ခုလောက်ရှိတယ်ဆိုလို့ရှိရင်3ခုစလုံးကထွက်ပေးရတယ်တကယ်လို့ကိုက account ကမထွက်ချင်ဘူးဆိုလို့ရှိရင်အနာတာ account ကနေဝင်လို့ရတယ်ဒီမှာ edit ကိုကြည့်မယ်ဆိုတော့ဒီမှာအရေးကြီးတယ်ရောက်လာပြီဆိုတော့ဒီနေရာမှာအခုဝိုင်းပြထားတဲ့နေရာမှာမလေးရှားလို့ရေးထားနော်အဲ့မှာမလေးရှားအဲ့နေရာမှာကိုကဘေး account ဖွင့်ချင်တာလားဂျပန် account ဖွင့်ချင်တာလားဒါမှမဟုတ် USA account ဖွင့်ချင်တာလား USA ဖွင့်ချင်ရင် USA ကိုရွေးရမယ်ဂျပန်ဖွင့်ချင်ဂျပန်ဒီမှာဂျပန်ရွေးထားပြီဂျပန်ဖြစ်သွားပြီ Okay ဆိုတော့ဒီမှာကိုက email နဲ့ဖောက်မှာဆိုတော့ email ကိုရွေးရမယ်ဖုန်းနံပါတ်နဲ့မရဘူးเนาะကျွန်တော်တို့ကဂျပန် account ဆိုတော့ဂျပန်ဖုန်းနံပါတ်မရှိလို့ဆိုတော့ဒီမှာ email အခုနဖွင့်ထားတဲ့ email အတိအဲ့ဒါကိုထည့်မယ်ပြီးရင် continue နှိပ်မယ်ပြီးရင်အမှ password ထည့်မယ်ဒါuser ရဲ့ TikTok ရဲ့ password เนาะဆိုတော့ဒီမှာကဏ္ဍကအစုံပါရတယ်ဒီမှာပြပေးထားတဲ့အဲ့လိုမျိုးကဏ္ဍအစုံပါရတယ်စာလုံး capital letter အကြီးတွေလိုတယ် screenshot ရိုက်ထားပါပြီးရင်ဒီမှာအခုန email ဖွင့်တဲ့ birthday နဲ့ဒီမှာတူရမယ်နော် email ဖွင့်တဲ့ birthday နဲ့ဒီမှာတစ်ထပ်သေးဆိုရင်ပိုအဆင်ပြေတယ်စိတ်ကိုနှိပ်လိုက်ပါဆိုတော့အမှTikTok မှာသုံးမယ်ကိုယ့်ရဲ့ name ကိုရေးပါပြီးရင် continue ကိုနှိပ်ပါဆိုရင်ကြာသွားပါပြီဆိုတော့ဒါဂျပန် account ဟုတ်မဟုတ်ပြန်စီမယ်ဂျပန် account ဟုတ်မဟုတ်ပြန်စီမယ် setting တွေသွားမယ်ညာပြထားတဲ့နေရာပေါ့နော်ဆိုတော့ account နေရာကိုသွားမယ်စီ information ကိုသွားမယ်ဆိုတော့အဲ့မှာပြထားတဲ့ဂျပန်ဖြစ်သွားပြီနော် Okay ဆိုလို့ရှိရင်ဒါကဂျပန် account ဖြစ်သွားပါပြီလို့ Okay အားလုံးကိုကျေးဇူးတင်တယ်အဆင်ပြေကြပါစေနော်